ကျွန်တော်တို့အိမ်ထဲအောင်းနေတဲ့ artist တွေလည်းကျွန်တော်တို့လူပညာတွေကိုချပြခွင့်ရမယ်ပွဲလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲလေးကိုဒီပွဲမှာမဟုတ်ပေါ့နော်မြန်မာပြည်ကပွဲတွေကိုအဓိကထားပြီးတော့ဝင်ရောက်ရှင်ပြိုင်ပေးတယ်အိမ်ထဲမှာမနေဘဲနဲ့ကျွန်တော်တို့ပြင်အောင်ထွက်လာခဲ့ပါလို့ကျွန်တော်တို့ဒီကနေဖိတ်ခေါ်တယ်အဲ့မှာကိုကြီးဖြစ်တာကိုယ်တိုင်တပုံရိုက်ပြီးတော့လုပ်ပြီးတာသူမျက်နှာကိုပဲဒီပဲဖြစ်အောင်ပေါ့ဒါဆိုင်နဲ့စိုးပုံစံပုံနေပါပါတယ်ဒီပုံရေးပြီးတော့ခါလဲအုံသွားတော့ကြာတယ်ခါရေးပြီးဆိုအဲ့ပေါ့ရေးခံနိုင်တယ်10နိုင်ဟုတ်10နိုင်10နိုင်နော်10နိုင်တော့10နိုင်တော့ကြာအဲဝင်းကျင်တော့ကြာခါရေးအဲ့ဒါကိုရဲ့ ideaဝေးကြောင်းကတော့မြန်မာတလူexpo ပွဲပေါ့နော်ကျွန်တော်ဆရာလုံးမဲ့ပွဲပေါ့နော်6ရက်နဲ့9ရက်နေ့ပေါ့6လပိုင်းမှာအဲပွဲတော့ကျွန်တော်ဒီမှာလာဆုံကြတော့ပွဲကြောင်းလေးကတော့ဒီတတူးဆရာတွေပေါ့နော်တတူးပညာရှင်တွေတတူးလေ့လာနေတဲ့လူတွေလက်ရှိလည်းစူးစမ်းနေညီကိုတွေအတွက်ကျွန်တော်တို့ဂုဏ်ပြုစုတွေပေးနေပဲပွဲမျိုးပေါ့နော်ဒီကနေမှတစ်ဆင့်ကျွန်တော်တို့နိုင်ငံခြားပွဲတွေတွားရောက်နိုင်အောင်အရေးချင်းတွေကိုကျွန်တော်တို့စစ်ဆေးပေးတဲ့စာမေးပွဲတစ်ခုပါဘယ်လိုမျိုးပွဲလေးပါပွဲလေးတွေကအရင်ကတော့တနေ့တစ်ပွဲမရှိဘူးပေါ့နော်အခုကတော့ညီလေးဆက်သက်လေးဖြစ်လာတယ်အခုကပွဲလေးတွေလည်းလုတ်တာများလာတယ်ပေါ့နော်ဒီကတော့ကျွန်တော် kick ကာလာလည်းပြောင်းလဲလာတဲ့ပုံမှာမူတည်ပြီးတော့ပို့ပြီးလုံလာတယ်ပို့စူးစမ်းရတဲ့လူတွေပို့ထုံးကားလာတာပေါ့နော်အဲ့အတွက်လည်းဒီလိုပွဲလေးဖြစ်လာတယ်အဲ့တော့ဒါကတော့ကောင်းတယ်ဗျပွဲလေးရှိမှပဲကျွန်တော်ဒီလောကသားတွေကလည်းကျွန်တော်ဒီအပြင်ကိုထွက်လာအောင်တော်တော်များများဒီတတူးနှုတ်ပြန်ရသမားတွေကအိမ်တွင်အောင်နိုင်ပြီများတယ်အိမ်တွင်အောင်နိုင်များတော့သူတို့အပြင်ဆွဲထုတ်တာပါဒီကသူတို့အပြင်ထွက်အောင်လို့ပွဲရှိမှထွက်တာပွဲမဖြစ်သူတို့ကအတွင်းအောင်နေကြလို့အဲ့တော့ဒီဆေးရတွေရောတိုင်ပွဲဝင်မဲ့သူတွေရောကျိုးသားနေညီရောအကုန်လုံးအိမ်တွင်အောင်လုပ်နေတယ်အဲ့တော့သူတို့အပြင်ထွက်အောင်ကျွန်တော်ဆွဲထုတ်တဲ့ပွဲဖြစ်ပါတယ်စုံစည်းရပြိုင်ပွဲဒီပေါ်တဲ့ဒီပြိုင်ပွဲတွေများတဲ့ပုံမှာတော့ကျွန်တော်ကတော့ဟိုဥစားသဘောကျတယ်ပေါ့နော်။ဘာပြောလူငယ်တွေအတွက်လည်းအခွင့်အလမ်းရှိတယ်ပေါ့နော်။ကိုယ်တိုင်လည်းဒီတက်တူးပြိုင်ပွဲတွေရှိတဲ့အခါမျိုးကျပျော်တယ်ပေါ့နော်။ပျော်ရတယ်ပါပြီးကိုစီယာတွေကိုကြည့်ပေါ်မှာနေတယ်ပြီးကိုလှုပ်ချင်တာတွေကိုချပြခွင့်ရတယ်ပေါ့နော်။တက်တူးပွဲများရင်ကိုကောင်းတယ်။ဟောပြိုင်ပွဲဝင်တဲ့ခံစားချက်နဲ့ပြိုင်ပွဲဝင်တဲ့အချိန်မှာဆိုရင်တော့အကောင်းဆုံးချပြမယ်ပေါ့နော်။တခါတည်းကိုကကြိုတင်ပြီးတော့မနေ့ပြန်ရေးတော့မယ်ဆိုဒီညတွေကပုံကိုအလွတ်ချက်တာတို့ပါတော့တခါတည်းကဘယ်လိုရေးရမလဲအဲ့လေဘယ်လိုရေးရမလဲပေါ့နော်အဲ့ပြီးတော့ရင်ခုန်ရတယ်ပေါ့နော်ဟုတ်တိုင်ပွဲဝင်တွေအတွက်ကတော့ကျွန်တော်တို့မြန်မာပွဲတွေကတော့မြန်မာလူမျိုးတွေကိုပါသေးတယ်ပါတဲ့နေပေါ့နော်ကျွန်တော်ဒီလှစ်ကတစ်တစ်ခုပါပဲဒါအိမ်ခွင်းပေါ့အိမ်ခွင်းကိုပါစီခြင်းတယ်ကျွန်တော်တို့ဒီပေါ့နော်ဒီအိမ်ခွင်းကန်မယ်ဗျာပြီးရင်ကျွန်တော်တို့ပြပခွင်းကန်မယ်ပေါ့နော်အဲ့လိုမျိုးလေးကန်ပြီးတော့ကျွန်တော်တို့ဒါအိမ်ခွင်းဝေးခွင်းလေးကန်တယ်တစ်စင်ချင်းစီသွားတဲ့အတွက်ဒါတွေကကောင်းပါတယ်အဲ့တော့ကျွန်တော်တို့အိမ်ထဲအောင်းနေတဲ့ artist တွေလည်းကျွန်တော်တို့လူပညာတွေကိုချပြခွင့်ရမယ်ပွဲလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲလေးကိုဒီပွဲမှာမဟုတ်ပေါ့နော်မြန်မာပြည်ကပွဲတွေကိုအဓိကထားပြီးတော့ဝင်ရောက်ရှင်ပြိုင်စေချင်တယ်အိမ်ထဲမှာမနေဘဲနဲ့ကျွန်တော်တို့ပြင်အောင်ထွက်လာခဲ့ပါလို့ကျွန်တော်တို့ဒီကနေဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့ကြတော့တတူးဆရာတွေပေါ့နော်တတူးဆရာတွေခံယူချက်နဲ့model တွေပေါ့နော်တတူးကိုအရေးခံနေသူခံယူချက်တာမတူဘူးပေါ့နော်မတူညီဘူးပေါ့တတူးဆရာကြီးကတော့တတူးတွေအများကြီးတော့ရှိနေကြတချို့ဆိုလည်းတတူးမရှိဘဲနဲ့တတူးဆရာကောင်းနေရှိတယ်အဲ့လိုလူမျိုးတွေကြတော့သူတို့အတွက်ကိုကြတော့ဘယ်လိုခံစားရမလဲဆိုတော့သူတို့ကဖန်တီးခြင်းတဲ့စိတ်အများဆုံးလူတွေပေါ့ကျွန်တော်တို့လည်းအစတည်းကဖန်တီးခြင်းတဲ့လူတွေပြီးတော့မှကျွန်တော်တို့ကဒီကျွန်တော်တို့ပေါ်မှာဘဝရဲ့အမှတ်တရရေးချယ်ကြတာပေါ့နော်အဲ့တော့ဒီရေးခံတဲ့သူတွေကကြတော့သူတို့ရဲ့အမှတ်တရတွေနာကြီးကြီးတွေပျော်ရွှင်ခြင်းတွေခံစားချက်တွေအမျိုးမျိုးပေါ့နော်သူတို့ရဲ့ဘဝမှတ်တိုင်တွေဒိတ်တွေအဲ့လိုမျိုးပေါ့ခံစားချက်ပေါင်းမျိုးစုံသူတို့ရဲ့ဒီပြန်အစားထိုးလို့မရတဲ့ဒီပြားပေါ်မှာမှတ်တိုင်ကြားရတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်မော်တွေခံယူသူကတတူးထိုးတွေခံတဲ့သူတွေအတွက်အဲ့ဒီဟာဒီလူတယောက်အတွက်မှာတော့ဒီလောက်ထိတန်ဖိုးကြီးနေတဲ့လဲလို့မရတဲ့ပုံမှာဖန်တီးကြတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအရာကိုကျွန်တော်တို့ကဖန်တီးပေးရတဲ့သူအဲ့တော့ကျွန်တော်တို့စီယာ PD နဲ့ကျွန်တော်တို့ခံယူချက်ပို့ပြီးတော့ကိုခုံယူစရာကောင်းတယ်ပေါ့နော်လူတိုင်းရဲ့ပုံမှာကျွန်တော်တို့ကဖန်တီးပေးရဆိုတော့အဲ့တော့ဒီလဲလို့မရဘူးချိန်လို့မရတဲ့ဒီအမှုပညာတစ်ခုဖန်တီးပေးရတဲ့အတွက်လည်း
ပီတိအများကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီ ကျွန် က တော် ဘောအမှုပညာကို ကျွန်တော် make up ဆရာကိုဖန်တီးရှင်ပေါ့ဖန်တီးရှင်ပေါ့အဲ့လိုမျိုးဆိုတော့ဒါဒီလူသားတယောက်ဖြစ်လာတဲ့အပေါ်မှာသူတို့ရဲ့ခံစားချက်တွေကိုကျွန်တော်တို့ကပုံဖော်ပေးရတဲ့အတွက်ဒါဝမ်းသာပီတိမဆုံးပါဘူးဗျတကယ်ပြောရှင်ရပါတယ်နော် အဲကျွန်တော်မြင်လက်ဦးဆရာကတော့ကျွန်တော်ကိုတကုံသားပေါ့ကိုတကုံသားရှိမှကျွန်တော်သွားရေးတယ်ရေးခံပြီးကျွန်တော်ကြည့်ရပေါ့နော်ကိုတကုံသားကနေပြီးတော့မှကျွန်တော်ဆရာနဲ့တွေ့တယ်ဆရာနဲ့တွေ့တော့ကျွန်တော်အမှကိုရဟန်းကျွန်တော်ရောက်သွားတော့အဲ့ချိန်မှာတင်ရောအမြင်ရောလက်တွေ့ရောအကုန်လုံးမှသင်ရတာပေါ့နော်ဟုတ် လက်ရှိအောင်ဘယ်လိုလဲပတ်သက်လို့ ဟုတ်လက်ရှိကတော့ တော့ လက်ရှိကတော့တတူကတော့အားတဲ့အခါအားသလိုတော့ကျွန်တော်ရေးတယ်ပေါ့နော်ဒါပေမဲ့နည်းတော့ဝေးကွာနေရပါတော့ဟုတ်တချင်းဘက်ကိုပူပြီးလှုပ်ဖြစ်နေတာပေါ့ဟုတ်ကျွန်တော်ကျင်နေစိတ်ကတော့ရှိတယ်ဘာလို့ဆိုအခုနောက်ပိုင်းနည်းနည်းမအားတာနဲ့ကြတော့မရေးဖြစ်တာပေါ့နော်မရေးဖြစ်တာပြီးအဲ့လိုနည်းနည်းလေးအာယုံနည်းနည်းလာစားတဲ့လူတွေကြာအဲ့လိုမျိုးကြာရင်လည်းမရေးချင်ဘူးဟုတ်အဲ့လိုမျိုးပေါ့နော်ဟုတ် သူ့ပုံမဲ့ ဒါ ရ မှ မ်းပြီးပုံမဲ့ ကိုကြီးဖြစ်တာကိုကိုယ်တိုင်တပုံရိုက်ပြီးတော့လုပ်ပေးထား သူ့မျက်နှာကိုပဲ ကျွန်တော်မျက်နှာကိုပဲ ဒီပဲဖြစ်အောင်ပေါ့ ဒါဆိုင် နေစိုးပုံစံ ပုံနေပါပါတယ်ဒီပုံရေးပြီးတော့ခါတဲ့အုံသွား တော့ကြာတယ်ခါရေးပြီးဆိုရင် အဲ့ပေါ့ ရေးခံနိုင်တယ်ပေါ့ 10နိုင်ဟုတ်10နိုင် စစ်နိုင် 10နိုင်နော်10နိုင်လောက် စစ်နိုင်လောက်ကြာ အဲဝင်းကျင်လောက်ကြာ ဝိုင်းတော့ အခါရေးအဲ့ဒါကိုရဲ့ idea ဟော ချလိုက်တော့ ခဏတော့ဒီလာရာရေးခံတယ်ချိုးကြတယ်ပိုင်ပြီးတော့ရေး ရေးတော့ရေးတယ်ရေးတော့ရေးခံတယ်ဒါပေမဲ့နောက်ပိုင်းကြောမှာရေးတဲ့အချိန်မှာမခံနိုင်တော့3နိုင်လောက်အဲ့လောက်ပဲ3နိုင်လောက်ပဲခံနိုင်တော့ကြောပိုင်းမှာတော့နောက်အရင်တော့နည်းနည်းခံနိုင်သေးတယ် နိုင်စစ်နိုင်တော့ခံ ဟုတ်တယ်အဲ့လောက်ထိခံနိုင်သေးတယ်နှစ်ယောက်ပါရေးလိုက်သေးတယ်ဝလာနဲ့ဦးဆိုင်နေတာဆိုင်မှာတော့နှစ်ယောက်တော့ရေးလိုက်သေးတယ်ရေးပြီးတော့နောက်ပိုင်းကျတော့အဲ့ကြောပြီးသွားတော့မှမခံနိုင်တော့ကြောရေးတဲ့အချိန်မှာကြောတော့မပြီးသေးဘူး စကားလက်ဆောင်ကတော့ကျွန်တော်ဒီလောကထဲမှာရှိမယ်ဒီလောကကိုတခြားလုပ်မယ်ဆိုရင်ဒီဇိုင်းမမတ်လုပ်မယ်ပြီးတော့ကျွန်တော်တို့အိမ်တွင်းထဲမှာအိမ်မှာပဲမနေဘူးပေါ့နော်ကျွန်တော်တို့အပြင်လောကကိုလည်းထွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပညာကိုအဓိကဖြည့်စေချင်တယ်ပေါ့ကျွန်တော်ပညာပိုင်းကိုဖြည့်လာပြီဆိုတာနဲ့ကျွန်တော်တို့ဒီတိုင်းမနေဘဲနဲ့ကျွန်တော်တို့မြန်မာပြည်ပွဲရှိရင်မြန်မာလူမျိုးကပါတင်တယ်ပါအောင်ပါမယ်ပါစေချင်တာပေါ့နော်ကျွန်တော်တို့လုပ်တဲ့သူတွေကအဲ့တော့ဒီတစ်ဆင့်အောင်သွားမယ်သွားပြီးတော့မှကျွန်တော်တို့ပြပတစ်ဆင့်နဲ့အခုအာရှတွေကပွဲတွေသွားမလားနောက်ပိုင်းယူရိုပွဲတွေသွားမလားပေါ့ကိုယ့်ရဲ့ကိုလုံနိုင်စွမ်းအားပုံမှာမူတည်ပြီးတော့တစ်ဆင့်သွားပြီးတော့ကဲကျွန်တော်တို့တတူလောကအတွက်အမှတ်တိုင်ထူနိုင်တဲ့သူတယောက်ဖြစ်ဖို့ကျွန်တော်ဒီကနေတိုက်တွန်းစေချင်ပါတယ်ကျွန်တော်နာခဲ့ကြတော့ကျွန်တော်ကအရင်တော့ဒီတိုင်းပဲတတူရေးစားတယ်ပေါ့ပြီးတော့တိုင်ပွဲဝင်စုတွေရတယ်ပြီးတော့ကျွန်တော်ဒိုင်ဖြစ်နေဖြစ်လာဖိတ်ခေါ်ခံဒိုင်ဖြစ်ပြီးတော့ကျွန်တော်တစ်ဆင့် level တစ်ခုအနေနဲ့ကျွန်တော်ပွဲစီတင်တဲ့လူတွေပေါ့အဲ့တော့ကျွန်တော်နောက်ပိုင်းကကျွန်တော်တို့ဒီကိုလှုပ်ချင်တဲ့ကိုဖန်တီးချင်တဲ့ຢာတွေကိုအေးဆေးဖန်တီးပြီးတော့ဒီညီငယ်တွေအဲ့မျိုးဆက်သစ်တွေကိုကျွန်တော်တို့အပေါ်ကိုရောက်အောင်ဆွဲတင်ပေးမဲ့ခဏတွေနဲ့ကျွန်တော်တို့ဒီအမှုပညာကိုအေးဆေးလေးဖြတ်တန်းသွားမှာပေါ့အမှုပညာရှင်တွေလားဟုတ်အမှုပညာရှိတယ်ဗျရှိတယ်တော်တော်များများရှိတော်တော်များရှိတယ်ပေါ့နော်တချို့ကြလည်းငယ်တန်းလေးရှိတယ် level မြင့်တာလေးရှိတယ်ကြီးရလူတွေရှိတာပေါ့နော်အဲ့လိုမျိုးရှိရဆိုတော့ရှိတော့ရှိရဗျအများကြီးပေါ့ဒါပေမဲ့ပြောမယ်ဆိုရင်တော့အများကြီးဖြစ်လို့ပြောမယ် ညာတော့ကိုကြီးရုပ်ရှင်လောကမှာ အဲ့လိုလိုပဲပြောမယ်ဆိုဂီတလောကရုပ်ရှင်လောကမော်ဒယ်လောကဒန်ဆာလောကအဲ့လိုမျိုးပေါ့ကဏ္ဍမျိုးစုံမှာရှိပါတယ်ဆိုင်မှာရှိနေတဲ့အချိန်မှာတော့မှများတယ်သူက ရှိပါတယ် တကယ်ခုံနေပါတယ်ကိုကြီးတို့လည်းဘာဖြစ်လဲဆိုတော့ဒီတတူးလောကကြီးကိုတောင်းတနေရနေပါဝင်ကူညီအားဖြည့်တဲ့ပုံစံမျိုးပေါ့နော်ဘယ်လိုပြောရမလဲတိုးတက်ဖို့အတွက်ကိုကြီးတောင်းတနေရနေလုပ်ပေးရလို့ကျွန်တော်မြင်တယ်တကယ်လည်းဝမ်းသာတယ်ခုံလေးယူ ဝဲရဒီ2026လပိုင်းပေါ့နော်6ရက်9ရက်မြန်မာ Expo Hall ကကျွန်တော်တို့ပြုလုပ်မယ်မြန်မာ Tattoo Expo ပေါ့နော်အဲ့မှာ Tattoo ပြိုင်ပွဲလည်းပါမယ်ပြိုင်တာတွေလည်းပါမယ်စားတောက်တွေပါလည်းပါမယ်ဈေးရောက်တာတွေလည်းပါမယ်နော်ပြီးရှင်ကျွန်တော်တို့ဒီဆိုတော်တွေပါမယ်ဆိုတော်မှာကျတော့ဆိုတော့အများကြီးထည့်လို့တော့မရဘူးနော်ထည့်ကျင်တာတော့အများကြီးထည့်ကျင်တာဒါပေမဲ့ Tattoo ပွဲကအဓိကဖြစ်နေတော့ဆိုတော်တွေပါမယ်ဒန်ဆာတွေလည်းပါနိုင်တယ်ရှိတယ်ပေါ့နော်အဲ့ဒါအစီအစဉ်တွေတော့ပေါ့အဲ့တော့ဆိုတော့ဘိုင်းမှာဆိုရင်ကျွန်တော်လူငယ်ဆိုရင်ဒီမှာရမ်းပြီးပါမယ်လူငယ်ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်လူလက်ပိုင်းဆိုရင်velocity band ပါမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဖန်တီးထားတဲ့တူတချင်းမှတ်တရတချင်းကိုတို့ live performance နဲ့ပြောပြမှာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖိတ်ခေါ်ထားတယ်ကျွန်တော်တို့ဆိုတော့နောက်တစ်ယောက်ပါမယ်နော်အဲ့ဒါဆိုကိုနေမင်းဆိုတာပါမယ်ကိုနေမင်းပါမယ်ကိုနေမင်းကလည်းကျွန်တော်တူထိုးပေးခဲ့တဲ့အမှုပညာရှင်ပဲပေါ့နော်ခုနပြောကိုနေမင်းကိုလည်းကျွန်တော်ထိုးပေးခဲ့ရရှိတယ်ရမ်းပြူလည်းတူထိုးပေးရတယ် velocity ဆိုလည်း velocity တပန်လုံးတော့မဟုတ်ဘူးပေါ့နော် velocity က pocket list ကိုကျွန်တော်တို့သူတို့ရဲ့ logo ကိုကျွန်တော်တူထိုးပေးထားတယ်
အဲ့ဒီဟာမှာလေကျွန်တော်တို့ဒီတချင်းကဲ MTV ထဲမှာလည်းအဲ့ဒီဟာတွေခံစားရမယ်အပိုင်းလေးရှိတယ်ပေါ့နော်အဲ့ MTV ကိုလေကျွန်တော်တို့ကြိုလည်းထုတ်ထားမယ်ပွဲမှာလည်းကျွန်တော်ကြီးမှာဆိုဖွင့်ပြမယ်ပေါ့နော်ခန်းခန်းနာနာသူတို့ live performance တွေလည်းပါ